ကိုယ့်ရဲ့မတိစိတ်ကို AI နဲ့ခေါ်ထုတ်တာဟိုဒါ content နော်ကဘာအဆင့်ဒီ content ရေးတဲ့သူတယောက်အဖြစ်တတ်မှတ်ပေးပါ AI ကို ChatGPT တွေဝင်ပြီးရင်ကိုယ့်ရဲ့ဒီdata တွေကိုပေးသူတို့ရအဲ့ချိန်မှာပြောကြတယ်အဲ့တော့ငါတို့ data တွေကပေါက်ကြားအောင်ပေါ့ဒါကမတက်နိုင်ဘူးလေပေါက်ကြားမှာခေါင်းစဉ်ရပါတော့ prompt engineering to making money ဆိုတဲ့ခေါင်းစဉ်နော် making money ဆိုတဲ့ခေါင်းစဉ်အောင်ပါဗျာကျွန်တော်တို့ကပတ်စံရှာလို့ရရင်ဒီအများကြီးရှိအများကြီး AI နဲ့ပတ်စံရှာလို့ရတယ်တကယ်အများကြီးရှိပေါ့နော်ဒီgenerative AI လို့နဲ့အဲ့လိုမျိုး generate လုပ်ပြီးတော့ပတ်စံရှာလို့ရတာတွေဒီမှာ by coding ဘိုင်းနေနဲ့ပတ်စံရှာလို့ရတာတွေအဲ့လိုမျိုးရှိတယ်ပေါ့နော်မျိုးဆိုင်အများကြီးရှိအဲမှာ motivation တော့နော်ပွင့်ကျင်တဲ့လူတွေနဲ့ပွင့်ပြီးသားလူတွေအတွက်နော်အဲ့လိုမျိုးလူတွေကတနေ့ဘာတင်ရမလဲလို့ခေါင်းစားနေကြတယ်ဗျာဒါမှမဟုတ်ပွင့်အောင်လို့ဘယ်လိုမျိုး try ရမလဲဟိုတချို့ကျတော့သူများ content တွေယူတင်ကြရရှိတယ်ဒါပေမဲ့အခုကျွန်တော်ပြောပြမယ့်ဒီ framework ကနေပြီးတော့ okay အဲ့လိုမျိုးနော်ဒီ monetization နော် making money ဘိုင်းကိုကျွန်တော်တို့ကျွန်တော်ရှင်းပြပေးမယ်ပြောပြပေးမယ်ပြီးရင်ဒီကြားလူတွေကျွန်တော်လက်တွေ့ live လုပ်ခိုင်းမယ်လက်တွေ့လည်းကျွန်တော်ကိုယ်တိုင် live လုပ်ပြနော် okay နောက်ဆုံးမှာကျွန်တော်ဒီအမေးဖြေ session လေးရှိမှာပေါ့နော်နားမလည်ရရှင်ပြန်ပေးလို့ရတယ်ဖုန်းနဲ့ live လုပ်လို့ရလောက်တဲ့အထိကိုကျွန်တော်ဒါပြင်ဆင်ထားရပေါ့နော်ဖုန်းနဲ့တခြားလေးတော့ထုတ်ပို့ထားပါတယ်ဖုန်းနဲ့တော့ live လုပ်လို့ရမယ်ဒါပေမဲ့ laptop နဲ့ live လုပ်လို့ရှင်ပိုကောင်းတယ်နောက် PC လို့ပါလို့ live လုပ်လို့ရှင်ပိုကောင်းတယ်okay အဲ့ဆိုရင်ကျွန်တော်တို့စာကြည့်လိုက်မယ်ဒါကြတော့ကျွန်တော်တို့ဒါ prompt framework ပေါ့နော်ကျွန်တော်ပထမဆုံးသင်ပေးချင်တာအဲ့ framework နာမည်က create framework CREATE ဆိုရဲသူ့ရဲ့ခေါင်းစဉ်အောင်မှာ framework အသေးစိတ်လေးကျွန်တော်ပြင်ထပ်ရှင်းပြအဲ့လိုမျိုး create framework ပေါ့နော်အဲ့ဒါစနစ်တကျကျွန်တော်တို့ဒါလုံးဝဖွဲ့စည်းခြင်းဆိုရဲဟိုစနစ်ကိုပုံဖော်ထားတယ်အဲ့လိုမျိုးနောက်တစ်ခုအဲ့ဒါအပြင်ကျွန်တော်နောက်တစ်ခုဗာပြောရမလဲဆိုတော့ဒီ chain of thought COD ဆိုတဲ့အကြောင်းပြောရမယ်အဲ့ဒါကြောင့် prompt framework မှာအရေးကြီးတယ်ဗျာသိလားအဲ့ဒါ line မှတ်ထားလို့ရတယ်ပေါ့နော်အဲ့ဒါ AI ကိုအဆင့်ဆင့်ကျွန်တော်တို့စဉ်းစားခိုင်းနေပြီပုံမှန်ဆိုရင်ကျွန်တော်တို့ကဗျာ AI ကိုရိုးတာမန်လူသုံးမယ်ဆိုရင်ဗျာအဝါပြီးခိုင်းတာလို့သိရမလားဟဲ့လို့မင်္ဂလာပါဘာညာတရကအဲ့လိုမျိုးတွေဗျာသိရမလားပောက်ခဲ့ရှောက်သုံးနေရတယ်ဗျာဒါသိကြမှာပါဒါဟိုတေချာသုံးတဲ့လူတွေရှိမယ်ဒီထဲမှာပါတဲ့လူပေါ့နော်တေချာသုံးတဲ့လူတွေရှိမယ်ဒါမှမဟုတ်ဒီရိုးတန်းတန်းစကားပြောတဲ့ပုံစံသုံးတဲ့လူတွေရှိမယ်โอเคဒီနီးကလည်းတော်တော်သုံးဝင်တယ် AI ကိုစနစ်တကျအဆင့်ဆင့်စဉ်းစားခိုင်းတဲ့နီးပေါ့နော်လွယ်လွယ်လေးပဲဘာမှရိုးရှင်းမဟုတ်အဲ့လိုမျိုးကိုပေးတဲ့ရှေ့က prompt နဲ့ create prompt နဲ့ပေါင်းဆက်ပြီးသုံးရင်တကယ်မိုက်တယ်create prompt ကိုကထည့်လိုက်တယ်ထည့်ပြီးမှကျွန်တော်ပြီးရင်အသေးစိတ်ပြောပြမယ်နော်ထည့်ပြီးသွားရင်အဲ့ prompt ရဲ့နောက်မှာ step by step ဆိုရဲစကားလုံးတစ်လုံးကိုဒါထည့်လိုက် step by step စဉ်းစားပါဆိုရဲစကားလုံးတစ်လုံးပေါ့နော်အဲ့ဒါကိုထည့်လိုက်တာနဲ့သူရလာတဲ့ output တွေကလုံးဝ step by step ပဲကျွန်တော်ကတော့ဒီဟာကိုဟိုတော်တော်များသုံးဖြစ်တယ်ပေါ့လေခုခေတ်မှာဒါ information တွေအရင်ပေါ်တယ်အရင်များ information တွေအရင်လုံးဝရှန်ထွက်နေတဲ့ခေတ်ဘယ်သူတွေကတာလဲဆိုတော့ information ပေးတဲ့လူကမတာတော့ implementation ဆိုတဲ့တကယ်အဲ့လိုမျိုး live လုပ်ချင်းဆိုတဲ့အရာလေး implementation ဆိုတာဒါ live လုပ်ချင်းပေါ့အဲ့လိုမျိုး live လုပ်ချင်းဆိုတဲ့အရာလေးဖြစ်ဆွတဲ့လူကတာဘယ်နေရာမှာဆိုဥပမာပြောမယ်ဆိုရင်ဒါအခုကျွန်တော် class ပဲထားကျွန်တော်အခု prompt engineering to making money class တစ်ခုဖွင့်ထားရဗျာဖွင့်ထားတော့ကျွန်တော်ရဲ့ဒီအတန်းထဲမှာဗျာဒါခုဒါ information တွေပေးလိုက်လို့ရတယ်ဗျာဒါ information တွေဒါအချက်လက်တွေဒါသုံးရင်ဒါဖြစ်တယ်ဒါသုံးရင်ဒါဖြစ်တယ် okay ဒါရဲ့ information တွေအခုဖြစ်တဲ့ information ရှန်ထွက်နေတဲ့ information တွေကပေါ်တော့နေရတယ်ကိုကကြိုက်တဲ့နေ information ယူလို့ရဒါပေမဲ့ရှားတာ implementation အဲ့ information တွေကိုမှတကယ် live လုပ်တာတကယ်ကိုယ့်ရဲ့အတန်းသားတွေနဲ့အခုကိုယ့်ရဲ့ဒီမှာတရားလူနဲ့ကျွန်တော်နဲ့တကယ်လက်တွေ့ကျွန်တော်နဲ့တင်ရင်းနဲ့တကယ် live လုပ်သွားတာအဲ့ဟာအရန်ရှာတယ် implementation ပေါ့နော်ဟိုတူတူ live လုပ်ကြတာပေါ့နော်အဲ့ဒါဟိုလိုမျိုးကိုယ့်ဟာကိုယ်တယောက်တည်း live လုပ်ကြမှာမဟုတ်ဘဲနဲ့ကျွန်တော်လည်းတူတူ live လေးချင်းတာလို့ကျွန်တော်ပြောတဲ့ဟာတဆင့်ချင်းဒီတရားလူတွေက live လုပ်အဲ့ဒါ implementation ပဲဟုတ်ကဲ့ကျွန်တော်ကအဲ့ဒါလေးနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်တင်ပေးခြင်းနဲ့okayနောက်တစ်ခုကကြတော့ကျွန်တော်နောက်တစ်ခုကဒါ fruit shot ကြာပေါ့နော်protein ဆိုတဲ့အကြောင်းကျွန်တော်ပြောပြခြင်းဒါကြောင့်ဗာလဲဆိုတော့ဒါ AI ကို output မထွက်လာခြင်းကျွန်တော်တို့ကဥပမာ2ခု3ခုအရင်ပေးပြီးတော့မေးတာဥပမာကိုလိုချင်တဲ့ပုံစံအတိုင်းပေါ့နော်ဥပမာဒါရတယ်ကိုလိုချင်တဲ့စာရေးပုံအတိုင်းလည်းရတယ်ကိုလိုချင်တဲ့ပုံစံအတိုင်းသူ့ကိုဒါကိုယ့်ရဲ့ social media မှာကိုတနေ့content တွေကပေါ်တော့နေတာတွေ့နေရဗျာဒီလား content တွေကအပေါ်ဆုံးပဲ social media မှာဆိုcontent တွေကို copy ယူလိုက်ဒီလူရဲ့စာရေးပုံကကောင်းနေတယ် copy ယူပြီးတော့တင်မှာ AI ကိုပေးပလိုက်ပြီးရင်ဘယ်လိုပေးရမလဲကျွန်တော်အခုကအကြမ်းမြင်နော် theory တွေကျွန်တော်ပြောနေတာပြီးရင်ကျွန်တော်တခြားလေးပြန်ပြောပြပေးမယ် okay အဲ့လိုမျိုးဗျာ copy ယူပြီးတော့ကိုယ့်ရဲ့ chatbot တစ်ခုလေးကိုထည့်လိုက်
အခုခေတ်ကတော့ဒါ agentic ခက်ပေါ့လေဒါ chatbot ဆိုတာနည်းနည်းဒါ beginner တွေအတွက်ကျွန်တော်ရည်ရွယ်တယ်ပေါ့နော်ဒီ class က beginner တွေအတွက်ရည်ရွယ်တယ်အရန်ဟိုမျိုး begin အဲ့ chatbot အဆင့် agentic level ထိကိုတော့မသွားဘူးဘာလို့ဆိုတော့ကျွန်တော်ကြညာထားတဲ့တဲမှာမသိရမလားဒီတော့အခြေခံကြားလူniche ထားတာဆိုတဲ့အတွက်ကြောင့် okay အခုခေတ်က agentic case ဆိုတဲ့အတွက်ကြောင့်ဒါ agent တွေကိုခိုင်းလို့ရတယ်ဒါပေမဲ့အခုကျွန်တော်တို့က chatbot level ကိုပြန်သွားမယ် chatbot level မှာဆိုရင်ကျွန်တော်တို့ကဒီ chatbot တွေကိုဒါ ChatGPT လို့ Gemini လို့เนาะ Grok လို့ဒါ Cloud လို့အကုန်လုံးဒါ chatbot တွေကြီးပဲတခြား chatbot တွေလည်းရှိသေးတယ်ပေါ့နော်ဒါဒီ၄ကောင်အရင်နာမည်ကြည့်တော့မယ်အဲ့၄ခုထဲမှာကျွန်တော်ကြိုက်တဲ့ chatbot ကိုရွှေ့ရွေးမှရင်ကိုကအဲ့ social media မှာကိုကြိုက်တဲ့လူရဲ့ content ကိုပေါ့နော်ဒီ copy ယူပြီးတော့ကျွန်တော်တို့ chatbot တစ်ခုတည်းကိုထည့်လိုက်တယ်ထည့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ဘာလုပ်မလဲဆိုတော့အမှတူတာဥပမာပေးလိုက်တာပေါ့နော်ဒီပုံစံအတိုင်းငါ့ကိုဒီအကြောင်းလိုက်ရေးပေးပါဥပမာပြောနော်ဒီပုံစံတိုင်းငါ့ကိုပတ်စံဆိုတဲ့အကြောင်းလိုက်ရေးပေးပါပတ်စံဘယ်လိုရှာမလဲဆိုတဲ့အကြောင်းသူ့ရဲ့ style အတိုင်းလိုက်ရေးပေးပါဘာညာအဲ့လိုမျိုးတွေလည်းကျွန်တော်တို့ကဒါခိုင်းလို့ရတယ်ဒါကျွန်တော်ကဟိုတုတ်တိုက်ပဲအရင်ဆုံးပြောရအောင်နော် okay အသေးစိတ်သွားရအောင် Great framework ဆိုတဲ့ခါရဲ့အသေးစိတ်ဥပမာလေးလည်းတစ်ခါပြပေးမယ်ဒါကပြောမယ်ဆိုရင်ဟိုပါပေါ့လုံးဝအခုရေးထားတဲ့အတိုင်းပဲပြီးပြည့်စုံတဲ့ framework ဖန်တီးခြင်းဆိုရဲသင်္ကေတ okay ဒီမှာကြည့်မယ်ကျွန်တော်တို့စီအားစမယ်အရင်ဆုံးကျွန်တော်တို့ကကိုက prompt တစ်ခုတိဆောက်တော့မယ်ဆိုရင်ကိုကတော့ဟို ChatGPT ကိုအာဝါပေးခိုင်းတာတွေပါဟို chatbot တွေအာဝါပေးခိုင်းတာတွေပါမဟုတ်ပဲねကိုကတကယ် project တစ်ခုလုပ်တော့မယ်နီးစနစ်ကြကြနဲ့ကိုအဖြေတစ်ခုရှာတော့မယ်ကိုလုပ်စီချင်တာတစ်ခုခိုင်းတော့မယ်ဘာပဲခိုင်းဘာပဲမေးမေးဒီ framework နဲ့တွားကြည့်မယ်ကျွန်တော်တို့เนาะဒီကလူတွေခုလိုက်တွေးလိုက်လို့ရမယ် okay C ကကြောင့်ကျွန်တော်တို့ character ကိုပြောတာတနည်းအားဖြင့်ကျွန်တော်တို့က role လို့လည်းပြောတယ်ဘာလဲဆိုတော့ character ဆိုတာကျွန်တော်ဇက်ကောင်သူ့ကိုဘာလို့အဖြစ်သတ်မှတ်မှာအရင်ဆုံးရေးလိုက်ဒီຢာကြီးအစင်လိုက်ဖြစ်ဖို့မလိုဒါကျွန်တော်ကတော့ဒါအစင်လိုက်အတိုင်းခဏထားမယ်โอเคသူ့ကိုဘာလို့ဖြစ်သတ်မှတ်မှာလဲဆိုတော့ဥမာသူကစိတ်အောင်ဝင်တာအဲ့အရာကဆရာဝန်အဖြစ်ကိုကသဘောထားမှာလားအင်ဂျင်နီယာဖြစ်သဘောထားမှာလားဒါမှမဟုတ်ကိုကသိမလားအဲ့အရာကိုကျွမ်းကျင်ပညာရှင်ဗာကျွမ်းကျင်ပညာရှင်လဲ content ရေးတဲ့နေရာမှာကျွမ်းကျင်ပညာရှင်စင့်အနေနဲ့သဘောထားမှာလားဒါမှမဟုတ် marketing မှာကျွမ်းကျင်ပညာအနေနဲ့သဘောထားမှာလားကိုယ့်ရဲ့လုပ်ငန်းရဲ့လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုခုရဲ့ဟာကိုတောင်းထားလိုက်ကြသိလား position ကိုထားပလိုက်အခုဒီက brother တယောက်ကဥမာပြောပြမယ်နော်ဥမာ brother လင်းပြည့်ဖြိုးပါဗျာအမှသူ့ရဲ့လုပ်ငန်းမှာဒီပေါ့နော် content ရေးမဲ့လူလိုအပ်တယ်အဲ့လို content ရေးမဲ့လူလိုအပ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ chatbot ထဲမှာ CEO ဘယ်လိုနေရာနေနဲ့သုံးမလဲသုံးမဲဆိုတော့ကိုယ်နဲ့ရေးတဲ့လူနေရာနေနဲ့သုံးမယ်ဟုတ်တယ်နော်အဲ့ဒါသူ့ကို AI ကိုခိုင်းနိုင်မယ်ကျွန်တော်ချက်ပေါ့ငါလုပ်ငန်းအတွက်လုံးဝကဘာအဆင့်မီကိုယ်နဲ့စာရေးဆရာတယောက်အနေနဲ့ကိုယ်နဲ့ရေးသူတယောက်အနေနဲ့ကိုယ်နဲ့ strategy တယောက်အနေနဲ့တိုက်ရိုက်ရေးနော်တတ်မှတ်ပေးပါအဲ့ချိန်မှာ AI ရဲ့စိတ်ထဲမှာဘယ်လိုဖြစ်သွားလဲဆိုတော့ तू ကကိုယ်နဲ့အဲ့လိုမျိုးသူ့ရဲ့ information အဲ့လူရှာပဲလာတော့ပို့ပြီးတိကျချင်လို့ရှင်နာမည်ပါထည့်လို့ okay ငါ့ကိုနော်ကဘာအချမ်းသာဆုံးတရင် Elon Musk ကဲတူနော်ကိုတန်ရင်းနှီးပုံစံအဲ့လိုမျိုးဘာတိလားဒါပောက်ကြရလျှောက်ပြောတာကျွန်တော်ကတော့တလားโอเค Elon Musk တူရဲ့အတိုင်းငါ့ကိုလိုက်တွေးပေးပါအဲ့လိုမျိုးဗျာကိုကဘဒုနေရာကိုထားမှာလေ AI အောင်လုံးဝတော့တကယ်ကိုမှမရှိတဲ့ဟာရေပုံဖြည့်လို့ရတဲ့ AI ကြီးအဲ့လိုမျိုးပေါ့နော်ဒါတော်တော်များဒီကလူကြီးကြားဖို့မှာပါကျွန်တော်တို့ဝန်ထမ်းတွေအစားထိုးတယ်ဝန်ထမ်းငှားစရာမလိုဝန်ထမ်းငှားစရာမလိုဆိုတော့ဘာလို့လဲဆိုတော့ဒီအချက်လက်တွေချောင်ပြတိလားအဲ့တော့ကိုကြိုက်တဲ့လူနေရာကိုအစားထိုးလို့ရတယ် AI မှာအဲ့လိုမျိုး character လေးရှင်တတ်မှတ်မယ်တတ်မှတ်ပြောရင်ကျွန်တော်တို့ R အဆင့်ကိုတောင်း okay R ကြပါလဲဆိုတော့ request ကျွန်တော်တို့က request ဆိုတဲ့အဆင့်က AI ကိုဘာလုပ်ခိုင်းပါလဲ okay သူ့ကိုတော့ကျွန်တော်တို့ကဒါဟိုဘယ်လိုလဲအပေါ်မှာရေးပြီးပါဗျာကျွန်တော်တို့ဒီ chatbot တွေမှာကျွန်တော်ရေးထားလိုက်တယ်ငါ့ကိုဒါ content နော်ကဘာအဆင့်မီ content ရေးတဲ့လူတယောက်အဖြစ်တတ်မှတ်ပေးပါ AI ကိုအဲ့ဒါလေး position လေးပေးလိုက်ပြီးသူ character လေးပေးလိုက် okay ဒုတိယတစ်ချောင်းမှာကျွန်တော်တို့ဘာရေးမလဲဆိုတော့သူ့ကိုဘာလုပ်ခိုင်းပါလဲနော် okay သူ့ကိုကျွန်တော်တို့က content ရေးခိုင်းတယ်အဲ့ဆိုရင်အဲ့ဒါပါရေးမင်းကိုငါဒါမင်းက content ရေးရမယ်ဥပမာပေါ့နော်အဲ့လိုမျိုးလေးသူ့ကိုဒါရိုးရှင်းတယ် request တောင်းဆိုလိုက်သူ့ဘာလုပ်ခိုင်းပါလဲဒါမှမဟုတ်သူ့ကိုတခြားကိုယ့်ရဲ့ပြိုင်ဘက်တွေ content တွေဘယ်လိုရေးလဲဆိုတာresearch လုပ်ပါရှာဖွေပါအဲ့လိုလေခိုင်းလိုက်လို့ရပါပဲဟုတ်တယ်နော်ဒါမှမဟုတ်သူ့ကိုဗျာကျွန်တော်တို့ကဒါ content analysis လုပ်ပေးပါအဲ့လိုလေခိုင်းလိုက်လို့ရပါတယ် content analysis ဆိုတာဗျာcontent တွေကိုရေးလိုက်တဲ့စာတွေကကောင်းလားမကောင်းလားစစ်ဆေးခိုင်းဒါမှမဟုတ်တခြားလူရဲ့စာတွေကကောင်းလားမကောင်းလားဝေဖန်ခိုင်းတာအဲ့လိုမျိုးပေါ့နော်ဒါအကြမ်းမြင့်ဖြစ်အဲ့လိုမျိုးတွေးလို့ရတယ်အဲ့လိုမျိုးလုပ်ခိုင်းလို့ရတယ်ပေါ့နော် request ဒါဘာလို့ခိုင်းရမလဲဆိုတာကိုကျွန်တော်တို့ကရေးဆုံးပေးလိုက်ပြီးသွားပြီဆိုကျွန်တော်တို့ကနောက်တစ်ခုက example ဥပမာပေးရခုနပြောသလိုမျိုးကျွန်တော်တို့ကဒါ
copy ယူတာတော့မဟုတ်ဘူးเนาะကိုဥမာပြောရမယ်ဆိုဥမာပေးခိုင်းတာဘယ်လိုပြောရမလဲဆိုတော့ကိုလုပ်ငန်းမှာပေါ့เนาะတခုခုเนาะဒီ professional ပီတာဆိုတာလို့ဘာလို့အဲ့လိုမျိုးကိုလိုချင်တဲ့ပုံစံအတိုင်းတော့ထက်ဆင့်တယ်မလားဒီလိုမျိုးဥပမာလေးနဲ့ငါ့ကိုထုတ်ပေးပါအဲ့လားဆိုရင်ပို့ပြီးတော့ရလက်ကပို့တိကျတယ်အဓိက framework တွေကဘာလို့လဲဆိုတော့ပို့ပြီးတိကျအောင်လို့ AI ဆိုတော့ကျွန်တော်အရင်တော့ပြောပြီးတယ်ပေါ့နော်ဒါ AI ရဲ့အသက်က data ပဲဒါကြီးကအခုကျွန်တော်တို့က data တွေပေးနေတယ်ဒီ framework ကြီးကကျွန်တော်တို့ရဲ့ကိုယ်ရေးအချက်လက်တွေကိုပေးလို့အဲ့လိုမျိုးကိုယ်ရေးအချက်လက်တွေကိုယ့်ရဲ့ data ကိုပေးလေ AI ကပို့ပြီးတော့ result ကရမ်းကျန်းနေ AI ရဲ့ result မရှိရင်ဟို data မရှိရင်တို့ရှင်ပေါ့နော်ကျွန်တော်တို့က result ကတေချာကောင်းကောင်းမထွက်ဘူးအဲ့တော့ကျွန်တော်အဲ့နေရာမှာဆိုရင် ChatGPT ကတောင်းအောင်နော်ဒါအကုန်လုံးတော့တိုင်းနေရာရှိပါတယ်ဒါပေမဲ့ ChatGPT က memory စနစ်ပိုကောင်းတယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာကောင်းသေးလဲဆိုတော့အဲ့လိုမျိုးသူကပေါ့ memory စနစ်ကောင်းတယ် creative chat အဲကြောင့်မို့ကျွန်တော်တို့ရဲ့ data တွေအထက်မှာထည့်ထားလို့ရတယ်ဗျာ data တွေဆိုတာဒီကလူတွေကျွန်တော် tip လေးတစ်ခုပေးမယ်ပေါ့နော် tip လေးဒီကလူအခု like ဆန်းလို့ရတယ် tip လေးတစ်ခုဒီ framework နဲ့တော့မဆိုင်အဲ့လိုမျိုးရောက်တဲ့ရရ tip လေးဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာ psycho analysis ဆိုတာရှိတယ်ဒီကလူအခု like ဆန်းနော် psycho analysis ဘာလဲကိုယ့်ရဲ့မသိစိတ်ကို AI နဲ့ဖော်ထုတ်တယ်ကိုယ့်ရဲ့မသိစိတ်ကို AI နဲ့ဖော်ထုတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ data လို့ကိုယ့်ကိုသိနေဖို့လို AI အဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကျွန်တော်လုပ်တာကိုပြပြမယ်ကျွန်တော်ရဲ့ဒီ psycho analysis ကိုကျွန်တော်လုပ်ခဲ့တယ်အရင်ဆုံးကိုယ့်ရဲ့နာမည်ဒီအသက်တွေနေရလိပ်စာတွေအကုန်လုံးပြားတည်လာတာ data တွေရှိသမျှအကုန်လုံးကိုပေးထားလို့ရတယ်ရေးလိုက်ပြားတည်လာအကုန်လုံးအစာရေးဖြတ်သွားလိုက်ကျွန်တော်တို့ငယ်ဘဝကနေပြီးအခုချိန်ထိဒီကလူတွေဘာတွေလုပ်ခဲ့အဲ့ဒါတွေပါပုံထည့်ရေးအခုဒီမှာကျွန်တော်တို့ဒါChatGPT ကိုကျွန်တော်တို့အခုဖွင့်လိုက်မယ်ပဲဒါနော်အခုဖွင့်လိုက်ပြီးသွားပြီဆိုကျွန်တော်တို့ကကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့အသက်ကိုယ့်ရဲ့မွေးနေ့နော်မွေးနေ့အတိအကျပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဒီတဒန်းကနေပြီးတော့နော်ဒီငငယ်လေးရကလေးဘဝလေးရကနေပြီးတော့အခုလက်ရှိကိုမှတ်မိသမျှ memory တွေအကုန်လုံးချရေးပြီးသွားရင်အရေးကြီးဆုံးကကိုယ်ကဘာတွေကိုကြောက်ကိုယ့်ရဲ့အားသာချက်တွေကဘာတွေလဲကိုယ့်ရဲ့အားနည်းချက်တွေကဘာတွေလဲကိုကသိရမလားဘယ်အရာကိုစိုးရင်စိတ်ဖြတ်လဲအများဆုံးစိုးရင်စိတ်ဖြတ်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုကိုကအတိအကျထည့်ယူလို့ရတယ်ဒီ ChatGPT တွေဝင်ပြီးွားရင်ကိုယ့်ရဲ့ဒီdata တွေကိုပေးကိုယ့်ရဲ့ဒီကိုဘာကိုကြောက်ကိုယ့်ရဲ့အကြောက်တရားကဘာလဲနော်ကိုငငယ်ကဘာတွေဖြစ်ခဲ့လဲကိုမိဘတွေအသက်ဘယ်လောက်လဲကိုမိဘတွေဒါကိုဘယ်လိုမျိုးဆုံးမလဲဒါကိုတွေးနိုင်တော့တရားကိုပေးဒါမဲ့တချို့လူတွေအဲ့တင်မှာပြောကြတယ်အဲဒါငါတို့ data တွေကပေါက်ကြားအောင်ပေါ့ဒါကမတက်နိုင်ဘူးလေပေါက်ကြားမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဒါရခဏထောင်โอเคအဲ့လိုမျိုးပေးပြီးွားရဆိုရင်နော်ကျွန်တော်တို့နောက်ဆုံးမှာဘယ်လိုလုပ်ခိုင်းမလဲဆိုတော့ကျွန်တော်ကို psycho analysis လုပ်ပေးပါโอเคကျွန်တော်ဒါရေးပေးမယ်ပေါ့နော်ဒီ prompt လေးကိုထည့်လိုက်ပေါ့ psycho analysis ကလုံးလေးပဲလို့ကျွန်တော်ကိုယ့်ရဲ့အချက်လက်ဒီပုံ AI ကိုပေးပြီးွားရင် psycho analysis ဆိုတဲ့ကလုံးလေးထည့်လိုက် psycho analysis လုပ်ပေးပါအဲ့ချိန်မှာလေရလက်တွေကဘာရလာဒါပြီးသွားမှဆန်းလို့ရတယ်နော်ထားလိုက်ဘာရလာမလဲဆိုတော့ကိုအဲ့အရာကိုဘာကြောင့်ကြောက်တာလဲဆိုတော့အရင်အဖြေရှာပေးလိုက်ကျွန်တော်ကတော့ဆိုတော့အရင် surprise ဖြစ်တာတကယ်ကြီးတွေကျွန်တော်ကြောက်တဲ့အရာကိုတော့မသိဘူးဗျာသိလားငါဘာလို့အဲ့ဒါကိုကြောက်တာလဲဆိုကိုတော့မသိဒါပေမဲ့အရင်ကသိသွားတယ်အဲ့လိုမျိုးဗျာမင်းဒါကြောင့်မင်းဒါဖြစ်ခဲ့လို့ဒါကိုကြောက်တာအဲ့လိုမျိုးဗျာအချက်လက်အနက်နဲ့ပြောတာဥမာဗျာကျွန်တော်ဥမာပြောတာနော်ဒါဥမာပြောရမယ်ဆိုရင်ကိုကစိတ်နှူးတယ်ပဲဒါစိတ်နှူးတယ်ဆိုရင်ဒါပြီးတော့ကိုမိဘဥမာဒါဂီယူမဆိုင်ခဲ့ဘူးပဲဒါဘာလို့စိတ်နှူးလာလဲဆိုတော့အရင်ကကိုမိဘတွေဒါပြစ်ထားလို့အဲ့လိုမျိုးဗျာအကျိုးနဲ့အကြောင်းနဲ့လာတယ်ကိုယ့်ရဲ့ data တွေပေးနိုင်ကြတော့ဘူးအဲ့ဒါကိုယ့်ရဲ့ဒီ psycho analysis တွေပါကိုကလုပ်လို့ရအဲ့ဒါလုပ်ရင်ကိုရီးယားဘာအကျိုးကျေးဇူးရှိမှလဲမေးမယ်အဲ့ဒီတော့ကျွန်တော်တို့အဲ့ဒီအရာတွေနော်အဲ့ trauma တွေပါတွေကျွန်တော်တို့ပြန်ပြင်လို့ရတယ်ကုသနည်းတွေပြန်တောင်းလို့ရတယ်ဒါ trauma ကုသနည်းတွေပါညာအဲ့လိုမျိုးပေါ့နော်ရရဗျာဒါ AI နဲ့လုပ်လို့ရတယ်ဒီအဲ့လိုမျိုးလေပြန်ပြင်လာလို့ပြန်ကုသတာလို့အဓိကအဲ့ psycho analysis လုပ်လိုက်ရင်ကျွန်တော်တို့ကဒီကိုယ့်ရဲ့မသိစိတ်ကိုသိသွားအောင်အဲ့ဒါအသက်ပဲပေါ့နော်ကိုမသိစိတ်ကိုသိသွားတော့လိုက်လို့ကြည့်နော်ပြီးသွားရင်ကိုယ့်ရဲ့အကြောင်းအရာဒါကတော့အချိန်ပေးရတယ်ဘာလို့ဆိုတော့စာရှည်ကြီးရမှာဖြစ်တဲ့တချို့ဒီကလူတွေစာရှည်ကြီးရမယ်တေချာကောင်းကြီးနဲ့စဉ်းစားပြီးကြည့်အခုမလုံးနဲ့ခဏလေးနော်ပြောရရင်ဆိုရင်အဲ့လိုလေးပေးလိုက်တကယ်ထိရောက်တယ်ပြီးသွားရင်ကိုယ့်ကိုပြန်အံ့ဩနေလိမ့်မယ်โอเคနော်ဒါကတော့ tip လေးပေါ့လေဒါဒီသင်ခန်းစာတွေတော့မစဘူးโอเคကျွန်တော် framework လေးကိုပြန်သွားမယ်โอเคနောက်တစ်ခုကကျတော့ကျွန်တော်တို့
A ပေါ့နော် A အားကြတော့ကျွန်တော်တို့ adjustment လုပ်တာနော်အမှားပြင်ဘယ်လိုလဲဆိုတော့ကျွန်တော်ဥပမာပြကိုနဲ့နေဖန်တီးတော့မယ်ဗျာကိုနဲ့နေဖန်တီးတော့မယ်ဆိုရင်ကျွန်တော်ဘယ်လိုတွေးလို့ရလဲဆိုတော့ဟိုမှာလူတွေကကိုနဲ့နေကိုဒါကြည့်စေချင်တယ်အဲ့တော့ကြောင့်ကိုနဲ့နေကို scroll လုပ်တဲ့ရန်ကနေပြီးတော့ပြင်မလားရက်သွားအောင်ပုထည့်ပေးပါဒါကိုရဲ့ပြင်မလားမဖြစ်အောင်လို့ပြင်ဆင်တာလူတွေရဲ့ပြင်မလား scroll လုပ်တာများတယ်ဗျာလူတွေအဲ့လိုမျိုးဒီ social media တွေမှာအဲ့တော့ကိုယ့်ရဲ့ video ကိုယ့်ရဲ့စာတစ်ကြောင်းကိုတွေးလိုက်တာနဲ့လူတွေကရက်သွားရမယ်အဲ့တော့ကျွန်တော်ကခုထည့်ရမယ်လူတွေကိုဆွဲဆောင်တဲ့ခုအဲ့လိုမျိုးသူ့ကိုဒါပြင်ဆင်တာပေါ့လေအဲ့လိုမျိုးထည့်ခိုင်းတာဒါဥပမာပဲရှိကြနော်ဒါပြီးသွားရင်ကျွန်တော်လက်တွေ့ဟိုလေး prompt လေးကြာတယ်โอเคပြီးသွားပြီဆိုရင်ဒါT ပေါ့နော် T ကကြတော့ကျွန်တော် type of output ဘယ်လို format မျိုးနဲ့ထွက်လာစေချင်တာဟိုက table နဲ့ထွက်လာစေချင်တာလားဇယားကြီးနဲ့ထွက်လာစေချင်တာလားဒါမှမဟုတ်ကျွန်တော်တို့ကနော်ဒီဟို outline တိုင်းဟိုထွက်လာစေချင်တာလားဒါမှမဟုတ်ကျွန်တော်တို့ကနော်ဒီအမျိုးမျိုးရှိရပေါ့နော်bullet point အနေနဲ့ထွက်လာစေချင်တာလား point to point လေးနဲ့ထွက်လာစေချင်တာလားအကိုထွက်လာစေချင်တဲ့ပုံစံဒါမှမဟုတ် AI ကိုဒါပေါ့နော်ဒီနိုင်ငံခြားသားတယောက်လိုမျိုးဒါလေယူလေသိန်းနဲ့ထွက်လာစေချင်တာလား professional ဆန်ထွက်လာစေချင်တာလားနော်အဲ့လိုမျိုးပေါ့နော်ရင်ရင်ကြီးကြီးထွက်လာစေချင်တာအောက်ကိုမျိုးမျိုးကိုစိတ်ကြိုက်ပေးလိုက်လို့ရတယ်အဲ့ဒါလေးပါထည့်လို့ရှိရင်ကိုကပို့ပြီးတော့ကိုယ့်ရဲ့ရလက်တွေကိုစိတ်တိုင်းကြကျွန်တော်လူတွေဘာလို့စိတ်တိုင်းမကြလဲဆိုတော့အဲ့ဒါကြီးမပါလို့တကယ်ပြောတာကျွန်တော်တို့ prompt ပေးလိုက်တယ်ဗျာငါ့ကိုဒါလေးရှင်းပြအဲ့ဒါပဲအဲ့လောက်မခံတော့ဘူးအဲ့ဒါโอเคနောက်တစ်ခုက E ကကြောက်ကျွန်တော်တို့ဒါအပူထက်ဆောင်နေပေါ့အပူထက်ဆောင်ဆိုတာကျွန်တော်အဓိကဟာလေးတစ်ခုပေါ့အပူထက်ဆောင်ဆိုတာဘာလဲဆိုတော့စန့်ကျင်ဘက်အရာတွေထည့်လိုက်အပူထက်ဆောင်လို့စန့်ကျင်ဘက်ကိုကအရှိမငါးခုလုံးက C ရဲ့ R ရဲ့ E ရဲ့ A ရဲ့ T ကကိုစိတ်ကြိုက်လိုချင်တဲ့ဟာတွေကပြောပြီးသွားရတည်တာအဲ့တော့ E နေရာမှာကြောက်တော့လေဟိုပါပေါ့ကျွန်တော်တို့မလိုချင်တဲ့ဟာကိုပြောကိုမလိုချင်တဲ့ဒီ AI ကနေပြီးတော့ဒီကိုမျှော်လင့်ထားတယ်ကိုဘာမလိုချင်ဘူးလေဥမာကိုနဲ့ထုတ်တော့မယ်ဆိုရင်ဆက်ဆံကြီးမထုတ်ပါနဲ့ဒါကကိုမလိုချင်တာဟုတ်တယ်မလားဒီ AI အောက်ကမှာရှေ့အောင်ဆန်ဆန်ကြီးထုတ်လို့မရဘူးရွာလို့လူငယ်တွေဖတ်မဲ့စာဖြစ်တဲ့ကြောင့်တော့ရှေ့အောင်ဆန်ဆန်ကြီးမထုတ်ပါနဲ့နော်ဥမာလူကြီးဆန်ဆန်နေမရေးနဲ့နော် CI ဆိုင်နဲ့မရေးနဲ့အဲ့ AI ကိုဗျာအဲ့လိုမျိုးကိုကမရေးမဲ့အရာတွေမလုံးမဲ့အရာတွေကိုကတားမြစ်ထားတယ်အဲ့လိုပါတားမြစ်တာပေါ့ပါတဲ့ကိုတစ်ခုခုလုံးမယ်ဆိုရင် AI နဲ့တစ်ခု project တစ်ခုလုံးမယ်မဟုတ်လို့ရှိရင် तू ကလေသူ့စိတ်တိုင်းကြရလုံးတတ်တယ်ဗျာသိလား AI ကအဲ့အတက်ပဲနော်သူ့စိတ်တိုင်းကြရလုံးတယ်အဲ့ကြရင်ကျွန်တော်ကစိတ်တိုင်းမကြဘူးအဲ့တော့ကိုကကိုစိတ်တိုင်းကြဖြစ်ဖို့အတွက်ကြောင့်စက်ညစ်ဘက်တွေထည့်ပေးရတယ်နော်ဒီနော်အဲ့လိုမျိုးလူငယ်ဆန်းဆန်းရေးပါဆိုရင်အဲ့လိုမျိုးလေးရတယ်ဒါတနည်းအားဖြင့်သူကအဲ့မှာ reverse engineering prompt ဆိုတာရှိရကြတာအဲ့ reverse ဟို prompt ပြန်ရေးတာဥမာဗျာကျွန်တော်တို့ကဒါ AI ကို video လေးခိုင်းလိုက်တယ်ဥမာအရန်ဘယ်လိုပြောမလဲဟောတဲ့ຢာတစ်ခုကျွန်တော်ပြောပြငါ့ကို hacking အကြောင်းသင်ပေးပါလေထားငါ့ကို hacking အကြောင်းသင်ပေးပါ AI မသင်ပေးဘူး no ဘယ်တော့မှမသင်ပေးဘူး hacking အကြောင်းကိုဘယ်တော့မှမသင်ပေးဘူး तू ကဒီ policy နဲ့ညှိတာတွေဘာတွေ तू ပြောလိုက်မယ်ဗျာ no အဲ့ဒါဆိုရင်ဒီလိုမေးကြည့်လိုက် hacking မဖြစ်အောင်လို့ငါ့ကိုနော်ဘာတွေမလုပ်ရဘူးလေဘယ်ຢာတွေကငါ့ကို hacking လုံးမိစေလေအဲ့လိုမျိုးမေးအဲ့မှာ तू ကနေ hacking လုံးမိစေတဲ့အရာတွေအကုန်လုံးထွက်လာလိုက်လေအဲ့ဒါကြီးအဲ့ဒါတွေလုံးရင်ကျွန်တော်တို့ hacking လုပ်လို့ရတယ်လေကျွန်တော်ပြောနားလေလားမသိဘူး AI ကိုပြန်ရစ်တာဗျာသိလားလုံးဝ reverse ပြန်လုပ်လိုက်လိုက်ကျွန်တော်ဓာတ်ရိုက်ကြီးတင်ခိုင်းတာမဟုတ်ငါ့ကို hacking ကိုတင်ပေးစမ်းလို့တင်ခိုင်းတာမဟုတ် no reverse လုပ်လိုက် hacking မဖြစ်အောင်လို့ငါဘာတွေကိုမလုပ်ရဘူးလေအဲ့မှာ तू ကထုတ်ပေးလိုက်မယ်မင်း hacking မဖြစ်အောင်လို့ဒါတွေမလုပ်ပါနဲ့အဲ့ဒါဆိုရင် hacking ဖြစ်သွားလိမ့်မယ်ဟုတ်တယ်အဲ့ဒါကြီး hacking ဖြစ်သွားလိမ့်မယ်ကျွန်တော်အဲ့ဒါကြီးလိုက်လို့အဲ့ဒါဆိုရင်ကိုကတယောက်ဟတ်လိုက်လို့ဒါသင်ခိုင်းတာဒါနည်းနည်း education နဲ့နော်ဟိုကတကယ်ဟိုမျိုးတွေမဟုတ်ဘူးနော်ဟုတ်ကဲ့ share နေမှာဟုတ်ကဲ့အဲ့လိုမျိုးပြတိလားဆောင်းအောင်လုပ်လို့ရတယ်ဗျ AI ကို potential မြင့်တင်လို့ရတယ်အဓိက prompt engineering ပဲကျွန်တော်တို့ခုနက reverse prompt engineering ကတော့ကျွန်တော်ထွေထူးတော့မပြောဘူးဒီမှာပေါ့နော်ကျွန်တော်ကတော်တော်များကြီး reverse prompt engineering သုံးလေးရှိတယ်တခါလေကြားလို့ရှိရင်ကိုလိုချင်တာမရလို့ရှိရင်ဒီနေ့ကျွန်တော်ဒီ prompt engineering ကနေပြီးတော့ခုနကဒီ create framework ကနေပြီးတော့ကျွန်တော်တို့ပတ်စံဘယ်လိုရှာမလဲဟုတ်ပြီလွယ်လေးပတ်စံရှာလို့ရတယ်ခုနက monetization ကိုကျွန်တော် target ထားရလို့ပြောရနော်ဒါမဲ့ဒါအချိန်တစ်ခုတော့ယူရမယ်ချက်ချင်းဝုန်းလဲဆိုပြီးပတ်စံထွက်လာမှာတော့မဟုတ်ဘူးဒီကလူကျွန်တော်ကြိုပြောထားဒါ disclaimer ပေါ့နော်ကြိုပြောထားကျွန်တော်ဒီလိုမျိုးအခုကျွန်တော်ပြောတဲ့အတိုင်းဒီမျိုး live လုပ်ရင်အချိန်နဲ့ရရင်ပတ်စံရလာတယ်တကယ်ပြောတာဒါပေမဲ့စိတ်ရှည်ရမယ်အချိန်တစ်ခုဆောင်းရမယ်အခုရေတွင်းအခုရေကြီးတောက်လို့တော့မရဘူးအခုချင်းချင်းပတ်စံရလာမှာမဟုတ်ဒီတိုင်း live လုပ်လိုက်လို့ရှင် okay ကျွန်တော်တို့ဒီပေါ့နော်
ဒီ Gemini အခု free သုံးလို့ရမယ် Gemini ကိုသုံးပြီးတော့ကျွန်တော်တို့ပတ်စံရှာကြမယ်ကျွန်တော်ကတော့ Gemini ကိုကြိုက်တယ်အမှန်တိုင်းပြောရမယ်ဆိုရင် ChatGPT တခြားအကောင့်တွေကကျွန်တော် Gemini ကိုကြိုက်တယ်ကျွန်တော်ကိုယ်တိုင်လည်း Gemini ကိုလုံးဝPro version တွေပါညာကျွန်တော်အဲ့လိုမျိုးဝယ်ပြီးတော့ကျွန်တော်သုံးတယ်ပေါ့လေ Gemini ကိုကြိုက်တယ်သူရဲ့ output တွေကိုကျွန်တော်ကြိုက်တယ်ပို့ပြီးတော့ဟိုပါဘော information ပို့ download လုပ်အောင်တယ်သူကကြောင့် Google တွေပါနေချိတ်ဆက်ထားတာဆိုတော့လေလုံးဝ search engine တစ်ခုလုံးနဲ့ချိတ်ဆက်ထားတာဆိုတဲ့အတွက်ကြောင့်အကုန်လုံး YouTube ဟာတွေလည်းအကုန် resource တွေအကုန်ရှိတယ်ဗျာသိလားဆိုတွေအကုန်လုံးရှာလို့ရတယ် okay အဲ့ဒါကျွန်တော် Gemini ကိုတုံးကြည့်မယ်နော်ကျွန်တော်အခုဘာလုပ်မှာလဲဆိုတော့ကိုယ့်ရဲ့ဒီ custom AI assistant ကိုတိစောက်အဲ့ဒါဘယ်လိုပြောရမလဲဆိုတော့ဒါကိုယ့်ရဲ့ကိုယ်ပိုင် laptop ပေါ့လေကိုယ်ပိုင် laptop ကိုဘယ်လိုတိစောက်မလဲအဲ့ laptop ကနေပြီးတော့ကိုယ်ကိုနဲ့နေထုတ်ပေးပြီးတော့ကိုကပတ်စံရှာလို့ရတယ်ကိုကဘာမှစဉ်းစားစရာမလိုဒီကလူတွေကပြောင်းမှအကြက်ရိုက်နေတယ်ကိုနဲ့နေဘာတွေလုပ်ကြမလဲကိုစကားတွေဘယ်လိုပြောရမလဲဟုတ်တယ်နော်ကိုနဲ့ရိုက်လို့ရှိရင် script ရေးပေးမဲ့လူမရှိဘူးဗျာဟုတ်တယ်နော် script ရေးပေးမဲ့လူမရှိဘူးသူများကို script ငါဘယ်ကနေကိုကမှဗီဒီယိုရိုက်တော့မယ်ပဲလားဗီဒီယိုရိုက်တော့မယ်ဆိုရင်ဒီကလူတွေအခက်ခဲတာနော်ဗီဒီယိုရိုက်ဖို့အတွက်ကိုကစကားပြောရမယ်မင်းရောဒီဗီဒီယိုကြီးကောက်ခွင့်ပြီးတော့ကိုရိုက်ကြည့်လိုက်စကားလုံးမထွက်လာတော့ပောက်ကလေးရှောက်ထွက်လာမယ်ဒီရတိလားအဲ့လိုမျိုးဖြောက်ပါလေ no အဲ့ဒါကြောင့်ကျွန်တော် script လိုတယ်အဲ့တော့ကျွန်တော်က script စဉ်းစားဒါပေမဲ့ AI ရှိလို့ရှိရင်စဉ်းစားကြအောင်ကိုပြောချင်တဲ့အနေအထားကိုပြောလိုက်တာ ਨੇ အဲ့ဒီ assistant ကနေ auto ထုတ်ပေးလိုက်ကိုကတိတ်လေးပဲပြောရမှာအများကြီးမလို့ဒီနေ့ကတော့ကျွန်တော်တစ်ခုလေးတွားမယ်content တွေဖန်တီးပေးမယ်ကောင်တကောင်ဒီကလူတွေအတွက်ကျွန်တော်အခမဲ့ဖန်တီးပေးမယ်နော်ဒီကလူတွေလိုက်လုပ်လို့ရတယ် okay ကျွန်တော်တို့တွေဒီပေါ့နော်အခုဒီ Gemini ကိုဖွင့်လိုက်မယ်Gemini ကိုဒီကလူတွေဖုန်းပဲဖြစ်ဖြစ်နော်ဟို laptop နဲ့ပဲဖြစ်ဒီကလူတွေဖွင့်ကြည့်လိုက် Gemini ဖွင့်ပြီးသွားလို့ရှင်ဒီကျွန်တော်တို့ရဲ့ဒီဘေးလေးမှာပေါ့နော်ဒီ new chat လို့ပါလို့အဲ့ဒါလေးကိုနော်တွေ့ရလို့တက်ပြီးဟိုကျွန်တော်ပြထားနေရအောင်ဒါတော့တယောက်နဲ့တယောက်ကတူမှာမဟုတ်ကျွန်တော်ရှာထားရမတူလို့လေအဲ့ပြီးတော့ဒီကောင်လေးကိုပဲရအောင်ရှာကြည့်တာ jam ဆွဲဟာလေ Gemini နဲ့ဝင်နေပြီး jam ဆွဲဟာလေဒီမှာအခုကျွန်တော်ပြနော်ဒီမှာဒီလိုပေါ်လာလိမ့်မယ်ဗျာဒီလိုမျိုးကြောက်တော့အဲ့လိုမျိုးဗျာအခုကျွန်တော်ဝိုင်းထားတဲ့နေရာလိုမျိုးအများကြီးပေါ်လာတယ်လေအဲ့ဟာကိုနည်းနည်းအောက်ဆွဲလိုက်လို့ရှိရင် new jam ဆိုတာရှိတယ်မမားနဲ့ဒီကောင်နဲ့မမားနဲ့ဒီကောင်အားကြောင့်ဒီဘယ်လိုရမလဲ laboratory အဲ့ပုံရင်းပုံစံလေးနဲ့ no app အောင်မဟုတ်ဘူးတက်အောင်ဒီအောက်က new jam ဆိုခေါ်ဆောင်အောင်เนาะအဲ့ကောင်ကိုတွေ့အောင်ရှာအောင်ဒီလို okay ရှာပြီးသွားပြီဆိုရင်ကျွန်တော်တို့ new jam လေးကိုနှိပ်လိုက်နော်နှိပ်ပြီးသွားရင်ဆိုရင်ကျွန်တော်ဒီနားမှာဟိုကျွန်တော်တို့လိုချင်တဲ့assistant တစ်ကောင်ကိုဖန်တီးမယ် prompt ပေးမယ်နော်ဒါပေမဲ့ကျွန်တော်မှာအဆင့်တစ် ready made prompt ဒီကလူတွေကို copy paste လုပ်ပြီးတော့ဒီကအခုကျွန်တော်ချပေးမယ်ပေါ့နော်ဘာမှလဲဆိုတော့ဒီဟိုzoom မှာကျွန်တော်အဲ့ဒါလေးကိုအကုန် copy ယူပြီးတော့ like ထည့်လိုက် okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘယ်မှာထည့်ရမလဲပြမယ်နော်အခုဒီမှာ instruction ဆိုတဲ့နေရာလေးတွေ့လားမသိဒီ instruction ဆိုတဲ့နေရာလေးရရနော်ဒီနီးကိုအခု like လုပ်လို့မရတဲ့လူကနောက်တနည်းပြပေးမယ်သူနှစ်နည်းရှိတယ်အများကြီးစိတ်မပူနဲ့အများကြီးစိတ်မပူနေတာဒီနီးကိုမရတဲ့လူကနောက်ထပ်ဒီထက်ကောင်းတဲ့နီးကိုကျွန်တော်ထပ်ပြပေးဒါကျွန်တော်ကတိတ်လေးပဲပြသေး okay ဒီ instruction ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ခုနက copy ယူလိုက်ဟာကို paste ချလိုက်အဲ့ prompt အဲ့ဟာ browser ဒီကလူတွေကိုဗျာတော့ share content တွေထုတ်ပေးလိုက်ပေးချပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာနာမည်ပေးရမယ်အပေါ့ဒါအများကြီးစဉ်းစားမနေနဲ့ကျွန်တော်ကတော့ဒီနာမည်ကိုကောက်ယူလိုက်ကြော်ကွာရော့ဟုတ်မှာထည့်ပြီးသွားပြီဆိုရင်ကျွန်တော်ကokay ဒီမှာ copy ချမယ်ဒီမှာကျတော့နာမည်ပေးမယ်ဟုတ်ပြီနော်နာမည်ပေးသွားရင်ဆိုရင်ကျွန်တော်အမှ save ဆိုတဲ့ဟာလေးကိုနှိပ်လိုက် save ကိုတင်လိုက်တော့အဲ့လိုမျိုးကျွန်တော်တို့ save ပြီးသွားပြီဆိုရင်ခုနပြောသလိုပေါ့ဒီ start cloud လေးပေါ်လာလိမ့်မယ်အဲ့ဒါကိုစလိုက်တော့အဲ့ဒါကျွန်တော်တို့ရဲ့ AI ကိုကျွန်တော်တို့ကဒါ train ပြီးသားဖြစ်သွားပြီဒါပေမဲ့ train ထားပြီမဲ့ကျွန်တော်တို့ရဲ့ data တွေမပေးရသေးဘူး data တွေကကျွန်တော် research လုပ်ရမယ်အဲ့လိုမျိုး data တွေကျွန်တော်တို့ကအောက်က PDF ဆိုတဲ့နေရာလေးမှာကျွန်တော်ထည့်လို့ရဒါပေမဲ့ခဏဒါအဲ့ဒီစင်နေခဏထားတာဒီစင်လေးကိုကျွန်တော်ဆန်းပြမယ်နော်ခုနပြောရတယ်ခဏမေးထားတယ်โอเคကျွန်တော်တို့ကဒါအနေငယ် train ပြီးသွားပြီ train ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီမှာ prompt ပေးအောင်ပဲကျွန်တော်ကတော့ဒီမှာဆိုရင် thinking မှုကိုပဲသုံးဖြတ်တယ် thinking မှုအမြဲတမ်းကျွန်တော်ဘာသုံး thinking မှုနဲ့ပဲသွားတယ်ဒါကျွန်တော်ရဲ့ဟွာပေါ့နော်option ပေါ့နော်ဒါ thinking နဲ့ပဲသွားတယ်ဒါပေမဲ့ thinking မှုကpro သုံးတဲ့လူတွေကအများကြီးရတယ်ဗျာဒါပေမဲ့ pro မဟုတ်တဲ့လူတွေဒါရဲ့ကျွန်တော်က pro အကောက်ဝယ်ထား pro မဟုတ်တဲ့လူတွေကတော့နည်းနည်း3-4ခါလောက်ပဲရမယ်ဒါပေမဲ့
စိတ်မပူနဲ့ fast နဲ့ပဲသွားလို့ရတယ်သင်ကပို့ပြီးတော့ရလက်ကောင်းတယ်လို့ပြောပြတယ်ဟုတ်ကဲ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ content ထုတ်ပေးတဲ့လူကြီးရောက်လာပြီဗျာဒီမှာကိုယ့်ရဲ့ assistant ကိုကိုယ့်ရဲ့ဖုန်းထဲမှာထည့်ထားလိုက်တော့ကျွန်တော်တို့ရဲ့ဝန်ထမ်းတယောက်ရသွားပြီနော်ဒါကကျွန်တော်တို့ရဲ့ဝန်ထမ်းတော့ဝန်ထမ်းရသွားပြီဆိုရင်ကျွန်တော်တို့ကသူ့ကိုခိုင်းမယ်အဲ့ခုနကကျွန်တော်ပြောထားတဲ့ prompt engineering ဆိုတာခိုင်းတတ်ဖို့ပဲ create ခုနကဟာလေးကိုသုံးမယ် CREATE ဆိုတဲ့ prompt framework လေးကိုသုံးပြီးတော့ကျွန်တော်တို့ဒီကောင်ကို prompt ပေးမယ် okay ကျွန်တော်ကဒီမှာရေးမယ်เนาะဒီကလူတွေကျွန်တော်အခုလိုက်ရေးတဲ့အတိုင်းရေးပြုပြီးအသုံးပြုပြီးနှစ်လိုက်ဖတ်တော့ကိုထုတ်ပေးပါโอเคတော့ copy ယူပြီးရင် okay ဒီမှာခုနကဟာလေးကျွန်တော် copy ယူလိုက်ရဗျာဒီမှာကျွန်တော်ဖြည့်လိုက်ဒါကသူ့ကိုဘာလို့ခိုင်းရမလဲဆိုတော့ကျွန်တော်ကခိုင်းလိုက်တာဘာလဲဆိုတော့ဟိုပါပေါ့ row ပေးတာနဲ့တူတူပဲပေါ့ခုနကကျွန်တော်တို့ဒီ create မှာဆိုရင်ဒါဟို request လုပ်လိုက်တာပေါ့နော်သူ့ကိုဘာထုတ်ခိုင်းလဲကျွန်တော်ခုနကဟာအစင်လိုက်ဖြစ်เสียမလို့ကျွန်တော်အစင်လိုက်ဖြစ်เสียမလို့ကိုလိုချင်တော့အရင်ဆုံးပြီးသွားဆိုရင်ကျွန်တော်တို့ကဒါသူ့ကိုဘလို့ character ဖြစ်ထားမှာလဲဟိုကျွန်တော်ကတော့ဒါနီးပညာเนาะကျွမ်းကျင်သူအဖြစ်ကျွန်တော်ကထားလိုက်အဲ့တော့ကျွန်တော်တို့ကနီးပညာကျွမ်းကျင်သူအဖြစ်โอเคထားလိုက်ကျွန်တော်နှစ်ချောင်းပဲပေးလိုက်နှစ်ချောင်းပဲပေးလိုက်မယ်နော်ဒီနှစ်ချောင်းကိုဒီကလူတွေ prompt ရေးပြီးတော့ထည့်လိုက်လို့ရပြီဒီကတော့ကိုကြိုက်တာပေးလို့ရတယ်နော်ဒီလားကိုကြိုက်တဲ့ content ကိုထုတ်ခိုင်းလို့ရတယ်ကိုကြိုက်တဲ့ content ကိုထုတ်ခိုင်းလို့ရဒါပေမဲ့ဒါကကျွန်တော်ကအချင်းချုပ်လေးပဲဘာလို့လဲဆိုတော့ကျွန်တော်စာရိုက်ကမှာရန်အများကြီးဖြတ်မှာဆိုလို့ဒီကမြန်လေးရှင်းနေတာဆိုတော့လေဒီမှာတော့အရှိကြီးဗျာခုနက create framework ကိုတုံးပြီးဥပမာပြမယ်နော်ဒီကလူတွေဥပမာဇက်ကောင်နေရာမှာဆိုရင်နီးပညာကျွမ်းကျင်သူတယောက်အဖြစ်ထားလိုက်ပြီးရင်ဆိုသူ့ကိုတာဝန်ပေးမယ်ဆိုရင်ဥပမာဒီဖုန်းတွေကို review လုပ်ပေးပါအဲ့လိုမျိုးreview လုပ်တဲ့ပုံစံပေါ့နော် request ကိုအဲ့လိုမျိုးတောင်းလိုက်ပြီးရင် example နေရာမှာဒီဘယ်လိုပြောရမလဲidea တစ်ခုပဲလိုချင်တယ် creative ဖြစ်တဲ့ idea တစ်ခုပဲလိုချင်တယ်ဒါဥပမာအနေနဲ့ပေးလိုက်တာเนาะ CRE ပြီးသွားပြီနောက်တစ်ခုကကျွန်တော်တို့ဒါ adjustment လုပ်မယ်ညှိနှိုင်းမယ်ဆိုရင်ဒါသူ့ကိုဒါပုထည့်ပေးပါလို့အဲ့လိုတွေခိုင်းလို့ရတယ်ဒါခုနက framework ကိုကြည့်ပြီးတော့ကျွန်တော်တို့ပြုပြင်လို့ရတယ်ပေါ့လေဒါတစ်ခါထား okay ပြီးရင်ဒါလေးဖတ်ကြည့်မယ်ဒီမှာကျွန်တော်တို့ကဒီ3ချောင်းလောက်ထည့်မယ်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အောက်မှာ content auto ထုတ်ပေးရတယ်လားကျွန်တော်ဘာမှခိုင်းကြမလို့เนาะဘာမှခိုင်းကြမလို့ငါ့ကို content ဘာညာတက်တာဒါလေးပဲကျွန်တော်လူငယ်ပုံစံโอเคမင်္ဂလာပါတဲ့ဒီမျိုးမှတူလို့ပါတယ်နီးပညာကျွမ်းကျင်သူတယောက်အဖြစ်တင်းရဲ့ social media မှာ engagement ဖြစ်စေမယ် engagement ဆိုတော့ကျွန်တော် like တွေ follow တွေရစေမယ်ဗျာเนาะ create framework ကိုအသုံးပြုပြီးအရေးသွေးမြင့် content နဲ့ image prompt ကိုအောက်ပါအတိုင်းဖန်တီးပေးလိုက်ပါတယ်ဒီမှာဒါ content ရပြီဗျာဒီမှာ AI ကိုအသုံးမချတတ်တင်ရင်တင်ဟာပြန်မြတ်တွေအတွက်ခြေလှမ်း10လှမ်းလောက်နောက်ကျနေပါပြီဒါကလူတွေရဲ့ဟာကိုခုလုပ်လိုက်တာဘာလဲဆိုတော့လူတွေရဲ့ကြောက်စိတ်ကျွန်တော်တို့မှာလူတွေရဲ့ pain point ပေါ့ဗျာကျွန်တော်တို့ဒီ psychology အရာဆိုရင်လူတွေရဲ့ဆက်စုခြင်းစိတ်ရှိတယ် curiosity ရှိတယ်ငင်းခုန်ခြင်းစိတ်ရှိတယ်ကြောက်စိတ်ရှိတယ်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ကခုထဲမှာထည့်သုံးလို့ရတယ်ဒီအချက်ကိုသိဖို့အတွက် tip 3ခုဒါဆိုရင်လူတွေကဒါဆက်စုမယ်ဒီ AI အကြောင်းကိုသိဖို့အတွက် tip 3ခုကဘာကြီးလဲအဲ့လိုမျိုးဆက်စုခြင်းစိတ်ကိုကျွန်တော်တို့အဲ့မှာလူတွေကစာကိုစပ်ပြီးတော့ဖတ်သွားလိုက်ဆက်စုခြင်းစိတ်ကိုဖန်ဆွဲတာဒါခုပေါ့နော်ဒါဆိုရင်လူတွေရဲ့ဟိုကြောက်စိတ်ကိုကျွမ်းမှုရဲ့ဟိုအသုံးမချတတ်တဲ့တင်ဟာပြန်ဘက်တွေနဲ့ခြေလှမ်း10လှမ်းလောက်နောက်ကျနေပါပြီဆိုတော့ရလူတွေကလန့်အောင်တယ်ဟုတ်လားအဲ့တိုင်ဘက်တွေခြေလှမ်း10အဲ့တော့ငါဒါဖတ်မှရမယ်လေဥမာဒီကလူတွေဖတ်ပြီလေcontent creator အမှပြီးတော့ body မှာကျွန်တော်တို့ value ပေးမယ်ဗျာ content creator တယောက်အတွက်အချိန်ကတန်ဖိုးရှိဆုံးကဘာညာအမှ content account တွေထုတ်ပေးလိုက်ဒါတွေကိုကိုယ့်အကိုလိုတာပြင်လို့လည်းရတယ် copy လို့ရတယ်ပြီးရင်ဒီမှာသူက hashtag တွေပါထည့်ပေးတယ်ဗျာပြီးရင်ဒါကကြတော့ဟိုပါပေါ့နော် engagement CD ရခေါ်တာကိုယ့်ရဲ့ comment မှာလူတွေကလာပြီးဆွေးနွေးအောင်လို့လူတွေရဲ့မသိစိတ်ကိုခိုင်းတာနီးပညာဆိုတာလူကိုအစားထိုးဖို့မဟုတ်ပဲလူရဲ့စွမ်းဆောင်ရည်ကိုမြင့်နေပေးဖို့ပါတဲ့တင်ရောတင်းရဲ့လုပ်ငန်းခွင်မှာဘယ် AI tool အသုံးများဆုံးလဲ comment မှာဆွေးနွေးပါပါအဲ့ဒါဒီကလူတွေကဗျာဘယ် AI tool အသုံးများလဲဆိုရင်ဒီက comment မှာရေးမယ်ဗျာ ChatGPT လို့ပါညာအဲ့ကြောင့်လို့ရှိရင် comment တစ်ကြောင်းရေးတိုင်းလူတွေကအဲ့ content ကဘာပဲဖြစ်တယ်Bomberman ဆိုဖြစ်သွားမယ် okay that's it နော်အဲ့လိုမျိုးဒီဟာ content တွေထုတ်ရဗျာ okay ဒီ content ကိုထုတ်တာမှန်ပါပြီ okay content ကြီးပဲရေးရမှာ no ကျွန်တော်ခု train ပေးထားတဲ့ကောင်အောက်မှာပုံမှာထုတ်လို့ရတယ်အဲ့ပုံလေးကို copy ယူလိုက်ဗျာရော့အမှရောအဲ့ဒါကို copy ယူလိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့
နော်အမှဂျမနိုင်းတစ်ခုတည်းဝင်လာတယ်ပြန်ဝင်ရှာရပါရောအမှအဲ့ဒါကိုပေးချလိုက်ဒီရနော်အောက်မှာ part 2ဆိုတဲ့ဟာ image generation prompt ဆိုတဲ့ဟာအဲ့ကောင်လေးကိုဒီမှာ copy ယူပြီးတော့ဒီမှာပေးချလိုက်ပြီးရင် true တွေက image ကိုဖွင့်လိုက်ပြောရဆိုရင် image ကိုဖွင့်လိုက်ပြောရဆိုရင်ဒါဆိုထားလိုက်အဲ့စာနဲ့တွဲတင်လို့ရတဲ့ပုံထွက်လာလိမ့်ပြီးွားကြီးဗျာဒီကလူတွေမှာ follow တွေတက်လာလိမ့်မယ်ဗျာအဲ့လိုတွေလာနေတိုင်းတင်လူတွေ follow တွေလုပ်လိမ့်မယ်ဟာဒီကောငါ့ဘုသူတိုက်တင်နေပါဒီဥမာဒါဥပမာပဲရှိသေးရနော်ဒီကလူတွေကဒီကဟာကျွန်တော် AI ကောင်မို့လို့ AI နဲ့ပတ်သက်ပြီးတော့ဒါ share တဲ့ပုံနဲ့တင်တာဗျာဒီကလူတွေကမှပတ်စံအကြောင်းတင်နေတာလား no ဒါမှမဟုတ်ဘောလုံးအကြောင်းတင်နေတာဒီ prompt နဲ့မှာကောက်ထည့်လိုက်နော်ဒီအပေါ်က prompt ငါ့ကိုဘောလုံးအကြောင်းရေးပေးဒီနေရာမှာကျတော့ကျွန်တော်တို့ကcrane နဲ့တုံးလို့ရအတူကောက်တုံးတာဘာလို့ဒီကောင်ကကျွန်တော်train ထားတဲ့ AI ဖြစ်သွားတယ်ဒီကလူတွေကျွန်တော် train ပေးထားတာခုဖုန်းထဲမှာရောက်သွားပြီအဲ့တော့ကိုလိုဟာကိုရေးခိုင်းလို့ရတယ်ဒါမှဒီစိတ်တိုင်းကြိုက်ထွက်လာတယ်အကောင်းဆုံးကတော့ခုနကကျွန်တော်ပြောထားတဲ့ဒီဒါလေးနဲ့တော့ဒီ create ကိုတုံးပြီးတော့ teacher လေးစဉ်းစားငါဒီ character ကိုဘယ်လိုမျိုးလုပ်မှာလဲဘာခိုင်းမှာလဲဥပမာဘယ်လိုပေးမှာလဲအမှားဘယ်လိုပြင်မှာလဲ format ကိုဘယ်လိုထွက်စေချင်တာလဲငါမလိုချင်တဲ့အားရပါတယ်အဲ့ဒါကို teacher စဉ်းစားပြီးခုနကကျွန်တော်တို့ train ထားတဲ့ AI ကိုတွားပြီးပြီးရင်ဒီကလူတွေရဲ့တက်ဆိုင်ရာနေဝေတွေရဲ့ကွန်တန့်တွေအော်တိုတနေ့ကို10ပို့လောက်ထုတ်လို့ရတယ်အဲ့မှာတင်တန်းfollow တွေ like တွေ engagement တွေလုံးလိုက်မယ် content monetization AC ပွင့်လို့ရတယ်ဒီကလူတွေအများကြီးဗျာ idea အများကြီးကုန်လာတချို့လုံးနေကြဗျာတိတာပုံလေးတင်ပြီးတော့မင်္ဂလာနံနက်ခင်းပါ no အဲ့ဒါမင်္ဂလာနံနက်ခင်းပါဘယ်သူက like ပေးမှာတော့တဘောပေါက်လဲကျွန်တော်ကဒီကလူတီးကြမယ်ဗျာတိတာတချို့ content monetization ပွင့်ကြရဲ့အဖွဲ့တွေရှိရဗျာအဲ့အဖွဲ့တွေကဘာလဲဆိုတော့သူတို့ post တွေတင်ရမယ်ဆိုတော့ပောက်ရဲ့ရှောက်တင်ကြတယ်သူတို့ coffee တောက်တာတွေဓာတ်ပုံရိုက်တယ်သူတို့တွေသိရမလားအဲ့လိုမျိုးအပြင်သွားတာတွေဗီဒီယိုရိုက်တယ်ဓာတ်ပုံအဲ့လိုကြီးတယ်ဘသူကလူတွေကကိုယ့်အကြောင်းစိတ်ဝင်စားဘူးဗျာသိလားလူတွေကကိုယ့်အကြောင်းစိတ်ဝင်စားအောင်လူတွေကသူတို့ဘာဘဲလူရမလဲကိုပဲစိတ်ဝင်စားကြဒီကလူတွေကကျွန်တော်ရှိလာရဲဆိုတော့ဒီကလူတွေဘာရမလဲပဲဒီကလူတွေကတွေးကြဟုတ်တယ်နော်ဒီကလူတွေကျွန်တော်ရှိကဘာရမလဲအဲ့တော့ကျွန်တော်က value ပေးရမယ်လေကျွန်တော်အဲ့တော့ဒီကလူတွေကဒီ content တွေကဒါသူတို့ကို value ပေးတဲ့ content ဟုတ်တယ်နော်ကျွန်တော်ပြောဟုတ်လားဒီကလူတွေဒီက brother တို့ရဲ့ဒီစာတွေကိုဖတ်လိုက်လို့သူတို့ကဘုံတုတတစ်ခုရအောင်အဲ့ဒါကြောင့် brother လို့ follow လုပ်တာဗျာ brother လို့ share လုပ်တာအဲ့လိုမျိုးပေါ့လေအဲ့ကနေပြီးတော့ follow content monetization ပွင့်ချင်ပြီးတော့ကျွန်တော်တို့ကတာမန်ဟာတွေတင်လို့မရဘူး okay ဒါမှမဟုတ်ဒီကောင်းကိုကျွန်တော်တို့ separate အဖြစ်ပြောင်းမလားဒီ content အဖြစ်မဟုတ်ဘဲကျွန်တော် separate အဖြစ်ဆိုတာဘာလဲဆိုတော့ okay ကျွန်တော်တို့ video ရိုက်မယ်ကျွန်တော်အမှဖုန်းထောင်ထားလိုက်ရိုက်စမ်းဖုန်းမှာဒီမှာနော်ကျွန်တော်ဖုန်းထောင်ဒီမှာကျွန်တော် separate ကိုအရှိမထားတာ okay ကျွန်တော်ပြောမယ် AI ကိုအသုံးမချတတ်တင်ရင် AI ကိုအသုံးမချတတ်တင်ရင်တင်ရပြန်ဘက်တွေထက်ခြေလန်း10စားနောက်ကြပါလေဗီဒီယိုတစ်ပုဒ်ရပါလေအဲ့ဒါကိုကို edit လိုက် separate ကြီးရှိနေတယ်လေကိုကအဲ့ဒါကိုနော်ဗီဒီယိုရိုက်ပြီးထိုင်ပြောနေအမှကိုရဲ့ဗီဒီယိုတွေကတနေ့ idea ငါဒီနေ့ဘာတင်ရမလဲဆိုတဲ့ဒုက္ခကနေပြီးလွတ်သွားလိမ့်နော် okay ခုနကကျွန်တော်တို့လုပ်ထားတဲ့ပုံလေးကိုပြန်သွားကြည့်ဘာလုပ်ပါအရင်โอเคဒီမှာဒါဆိုရင်ခုနကဒီပုံနဲ့စာနေကကွက်တီလောက်သွားကြဘာလို့လဲဆိုတော့ဒီပုံရဲ့ခေါင်းစဉ်က AI ကိုအသုံးမချတတ်တင်တင်ရပြန်ဘက်တွေထက်ခြေလန်း10စာလောက်ကြနေပါဟုတ်တယ်နော်အဲ့ဒါလေးကိုဗျာကျွန်တော်တို့က copy ယူလိုက်ဗျာရှုပ်လို့ copy ယူပြီးတော့ဒီမှာစမပါဘူးတွေ့လားဒီကောင်ကဒါ AI ပုံပေါ့ဗျာ AI သုံးတယ်โอเคကြားတယ်ဒီကောင်ကငါ့ကိုထည့်ခိုင်းမယ်ဗျာရော့ attack ငါ့ကိုစာထည့်ဟာရော့စာထည့်ပြီဘတ်အမှသူကြလာတယ်အဲ့မြန်မာသားတွေနဲ့နောက်ပြီးတော့ post ကိုအဲ့ကောင်ကိုsave လုပ်ပြီးရင်ဟိုဘက်ကခုနကကျွန်တော်တို့တင်တဲ့ content ကို copy ယူပြီးရင်ကို account မှာသွားတင်တယ်တိုက်ရဲ့နယ်ပယ်ကိုတင်လို့ရတယ်နော်ကိုကဘာလဲကိုကဘောလုံးသမားလားကိုကချက်ပြုတ်တာကိုတင်နေတာလားဒါစာရေးတဲ့ content ဗီဒီယိုဖြစ်ပြောင်းရင်လည်းခုနကကျွန်တော်ပြောသလိုဒီမှာဗီဒီယိုရိုက်လို့ရတယ်ဗျာကိုကိုဗီဒီယိုမှန်ကင်ပြီးတော့ဖုန်းကင်ပြီးရိုက်လို့ရတယ်ဟိုခဏဆောင်တော့ဒီမှာကျွန်တော်ကတ်လာလိုက် okay ဒါလေးကိုစောင့်နေတော့ကျွန်တော်ဘာတွေပါလဲပြတာဒီမှာပြတာ monetization အတွက်ဒီကလူတွေကိုအကြံပေးတာတွေပါအဲ့ဒါပါကျွန်တော်တို့က train တာဒီ content ကနေတစ်စင်အောက်ပါနီးတဲ့နေရာငွေရှာလို့ရပါတယ် affiliate marketing တင်ညွှန်းထားတဲ့ AI tool တွေနဲ့ affiliate link ကနေပြီးတော့ကျွန်တော်တို့ bio မှာထည့်ပါဥပမာဒီကကျွန်တော်တို့က affiliate ဆိုတာမြန်မာနိုင်ငံမှာတော့ဖြစ်မစားဘူးဒါပေမဲ့နိုင်ငံခြား content တွေနဲ့ဆိုကျွန်တော်လုပ်လို့ရတယ်ဗျာဒီလားဥပမာ AI နေမှာဆိုရင်ကျွန်တော်တို့က affiliate ဟိုဟာရှိတယ်ပြပြီ affiliate ဆိုတာ
ဒေါ်လာရရဗျာတရားဒီအောင်မှာဟိုလိုပဲ TikTok short လိုပဲ TikTok short ကနေပြီးတော့ဒီချင်းတွေပါထားလို့ရှိရင်ဗျာကျွန်တော်တို့က commission ရတယ်လို့ပဲတော့ပါ commission ကျွန်တော်ပတ်စံတွေပြင်ပြန်ပြီးခွဲရတယ်လို့ပဲ AI ထူးလို့ကျွန်တော်တို့ကြည့်ကြည့်အမှာဗျာဒီမှာထွက်လာလိမ့်မယ် affiliate ပေးတဲ့ AI ထူးတွေဒီမှာ40တစ်ခုလောက်ရှိရဗျာအဲကနေပြီးတော့ကျွန်တော်တို့ပတ်စံရှာလို့ရတယ်ဒီကနေပြီးတော့ကျွန်တော်တို့18ခုတွေကရှာလိုက်ဒီကနေကျွန်တော်တို့ပတ်စံရှာလို့ရတယ်ဒါနိုင်ငံခြားထုတ်လာရမယ်နော်ဒီနည်းနဲ့ရှာဒါပေမဲ့content ကိုတော့မြန်မာလိုတင်လို့မရဘူး English content ပြန်ပြောင်းအောင်ဒီမှာဒီကနေပြီးတော့ဗျာကျွန်တော်တို့တင်လို့ရတယ်ဒီ website ကျွန်တော်အမှထည့်လိုက်ဒီ website ကကျွန်တော် commission ဟိုရှိတယ် commission ရှာလို့Okay ရနေပြီးတော့ကျွန်တော်ပတ်စံပြောချင်တယ် affiliate ဆိုတာ affiliate season ရှိတယ် affiliate season နဲ့ဝင်ပြီးတော့ affiliate program ရှိတယ်အဲ့မှာကိုကသွားရှောက်ပြီးတော့အဲ့ तू ကနေပြီး link ပေးလိုက်မယ်အဲ့ link လေးကို copy ယူပြီးတော့ခုနကကိုယ့်ရဲ့ content နဲ့တွဲတင်အဲ့ link နဲ့ဝင်တဲ့လူမှန်တများအဲ့ link နဲ့မှာအကောက်ဖွင့်တဲ့လူမှန်တများအဲ့လိုမျိုးဝယ်တဲ့လူမှန်များကိုယ့်ရှိကိုလာရင်ပတ်စံတွေဝင်လာလို့ပါလေ that is နိုင်ငံခြား style ပေါ့နော်ဒါမြန်မာနိုင်ငံမှာတော့အလုံးမဖြစ်ဘူးထားပါဒါတကယ်တော့ကိုလှုပ်တဲ့ရင်တော့လှုပ်ဖြစ်မှာဗျာဒီကလူတွေ trade ဘယ်လောက်ဖြစ်မလဲကျွန်တော်ဒီအခြေခံလေးပဲပြောရနိုင်တယ်နော်ဒီမှာကိုကရှောက်လို့ရတယ်ဗျာဖောင်လေးပဲတင်လို့ရတယ်အများကြီးပတ်စံရှာလို့ရတယ်အများကြီးကျွန်တော်အမြန်လေးပြောနေနော် Okay နောက်တစ်ခုကကျွန်တော် digital product ရောင်းလို့ရတယ်ဗျာဒီလားခုနကလို့ကျွန်တော်တို့စာအုပ်ထုတ်မလားဒီလိုမျိုး mini course လုပ်မလားအဲ့လိုမျိုးရှာလို့ရမယ်ပြီးရင်ဒါလုပ်ငန်းရှင်တွေကိုအခုကျွန်တော်လုပ်တဲ့ဟာပေါ့နော်လုပ်ငန်းရှင်တွေကိုကျွန်တော်ကဒီ consultant ပေးတဲ့ AI နဲ့ပတ်သက်ပြီးတော့သူတို့ဝန်ထမ်းတွေသုံးစရာမလိုအောင်လို့ဗျာအဲ့လိုမျိုးကျွန်တော်က consultation service fee ယူပြီးပေးတယ်ဒါရိုက်ထားပါဒီကနေပြီးတော့ကိုက promote လုပ်လို့ရတယ် marketing ဆင်းလို့ရတယ်ဒီ content တွေ okay ဒါပထမနီးလေးပဲရှိသေးတယ်ကျွန်တော်ပြောချင်တာရအများကြီးရှိသေးတယ်ပထမနီးလေးအရန်လွယ်လွန်းတဲ့ဒီနီးလေးอ่ะ